မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေအခုဗီဒီယိုမှာတော့အင်္ဂါနေ့သားသမီးများအတွက်သာဒီတန့်ရည်ရွယ်သည့်ဖေဖော်ဝါရီလ16ရက်နေ့မှာ 3D ကန်ပွင့်နိုင်ခြေအခြေအနေနဲ့အောင်မြင်မှုရစေမဲ့အထူးဆောင်ရန်ရှောင်ရန်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဖေဖော်ဝါရီလလယ်ပိုင်းအင်္ဂါသားသမီးတွေရဲ့ကံကြမ္မာဟာဇီယနမိတ်အားကောင်းနေတာကိုတွေ့ရပါတယ်။ဒါဟာအမှားယွင်းမရှိတဲတဲမန်မတ်အောင်မြင်တတ်တဲ့သဘောဖြစ်ပြီးမိမိတို့ရဲ့လုပ်ငန်းဝင်ဒါမှမဟုတ်နေအိမ်ရဲ့အနောက်မြောက်ထပ်ကနေကံကောင်းခြင်းတွေရောက်ရှိလာနိုင်ပါတယ်။အထူးသဖြင့်ကားနံပါတ်တွေဖုန်းနံပါတ်အဆုံးသက်တွေထဲကကနန်းအတွဲဆက်တွေကိုအထူးသတိပြုစေချင်ပါတယ်ခင်ဗျာ။အင်္ဂါသားသမီးများအနေနဲ့16ရက်နေ့အတွက်ကနန်းရွေးချယ်မယ်ဆိုရင်အထူးအချိန်နေ့လယ်တနာရီခွဲမှ3နာရီအတွင်းဟာစိတ်အကြည်လင်ဆုံးနဲ့ကံပွင့်နိုင်ခြေအမင်လားဆုံးအချိန်ဖြစ်ပါတယ်။ကံကောင်းစေမယ့်အယောင်ပဲယောင်သို့မဟုတ်အနီယောင်ဖြောဖြောအရေးကြီးဝစ်စင်ပြီးကနန်းရွေးချယ်လာကကန်စာတာကိုပိုမိုအထောက်ပံ့ပေးပါလိမ့်မယ်။အင်္ဂါသားသမီးတွေကင်ထားတဲ့ကနန်းတွေထဲမှာ3ဒါမှမဟုတ်8ဆိုတဲ့ကနန်းတွေပါဝင်နေမယ်ဆိုရင်တော့ဒါဟာဒီတစ်ပတ်အတွက်မိတ်ဆွေတို့ရဲ့အားအကောင်းဆုံးပြည့်မဲ့နမိတ်ထင်နေနိုင်ပါတယ်။မိမိတို့ရဲ့တွက်ချက်မှုအပေါ်ယုံကြည်မှုရှိရှိနဲ့စ조사ကြည့်ဖို့တိုက်တွန်းလိုပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့ဗိုလ်ဒဟူးနေ့သားသမီးများအတွက်တီးတန့်တင်ဆက်ပေးသွားမှာမို့ဗိုလ်ဒဟူးနေ့မွေးတဲ့မိတ်ဆွေတွေလည်းစောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ကျွန်တော်တို့ရဲ့ Golden Science မြန်မာကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်။အားလုံးပဲကံထူးကြပါစေ။